အားလုံးပဲမင်္ဂလာပါရှင် KMX ရဲ့ knowledge sharing အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာပြောပြပေးသွားမယ့်ခေါင်းစဉ်လေးကတော့ how to stress handle ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မိမိတို့ရဲ့လုပ်ငန်းခွင်နေ့စဉ်ဘဝမှာ stress တွေနဲ့ပြည်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီ stress တွေကိုအကောင်းဆုံး handle လုပ်ဖို့အတွက်ဒီနေ့ knowledge sharing အစီအစဉ်လေးမှာထည့်သွင်းပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီခုအချိန်ကလူသားတိုင်းရဲ့နေ့စဉ်ဘဝမှာစိတ်ပူစုမှုတွေကိုလုပ်ငန်းခွင်မိသားစုနဲ့လူမှုပတ်ဝန်းကျင်တွေမှာတွေ့ကြုံနေကြရတာပဲဖြစ်ပါတယ်နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုကရှောင်လွှဲလို့မရပေမဲ့ဒီစိတ်ဖိစီးမှုတွေကိုရှော့ချနိုင်မဲ့နည်းလမ်းတွေရှိပါတယ်ရှင်ဒီနေ့မှာတော့စိတ်ဖိစီးမှုရှော့ချဖို့လွယ်ကူပြီးအကျိုးရှိစေတဲ့နည်းလမ်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ပြောပြပေးသွားမယ့်အကြောင်းအရာတွေကတော့ပထမအဆုံးအနေနဲ့စိတ်ဖိစီးမှုဘာကြောင့်ဖြစ်ပေါ်ရတာလဲဒုတိယတစ်ခုအနေနဲ့စိတ်ဖိစီးမှုရဲ့လက္ခဏာဖြစ်တဲ့အပြုအမူနောက်ဆုံးတစ်ခုကတော့စိတ်ဖိစီးမှုကိုရှော့ချနိုင်တဲ့နည်းလမ်းဒီ၃မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါစိတ်ဖိစီးမှုကဘာကြောင့်ဖြစ်ပေါ်ရတာလဲစိတ်ဖိစီးမှုကအလုပ်ရဲ့ဖိအားငွေကြေးအခက်အခဲစားဝတ်နေရေးကျန်းမာရေးမိသားစုပြဿနာ relationship issue တွေမှာအများဆုံးခံစားရတာတွေကိုတွေ့ရပါတယ်။စိတ်ဖိစီးမှုများလာတာနဲ့အမျှနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုစတင်ထိခိုက်လာစေမှာပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုများလာပြီဆိုတာနဲ့လူတစ်ယောက်ရဲ့အပြုအမူစိတ်ခံစားမှုနေထိုင်မှုပုံစံတွေကတိတိတတ်တာပြောင်းလဲလာတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်စိတ်ဖိစီးမှုရဲ့ဖြစ်စေတဲ့လက္ခဏာအပြုအမူတွေကတော့မိမိတို့ရဲ့ပုံစံမှာဆိုရင်အဓိကမျှော်လင့်ချက်ကင်းမဲ့နေတာလူတဦးနဲ့တဦးကိုပေါင်းသင်းဆက်ဆံမှုကကွဲပြားနေတာမျိုးတွေဒါမျိုးတွေကတော့အဓိကစိတ်ဖိစီးမှုရဲ့လက္ခဏာတွေမှာတွေ့ကြုံရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့သူတို့ရဲ့အပြုအမူတွေအနေနဲ့ကတော့အိတ်မပျော်ခြင်းဒါမှမဟုတ်အလွန်အမင်းအိတ်ခြင်းစိတ်တူလွယ်ခြင်းအာယုံစူးစိုက်မှုနဲ့ပြီးတော့ဆုံးဖြတ်ချက်ချတဲ့နေရာမှာနှောင့်နှေးခြင်းအကြောင်းမဲ့စိတ်ပူပန်ခြင်းဒါမှမဟုတ်စိတ်တက်ကြခြင်းတငယ်ခြင်းမိသားစုနဲ့ဝေးကွာစွာနေခြင်းအလုပ်ခွင်မှာပူးပေါင်းဆောင်ရွက်မှုရောကြခြင်းစိတ်ဆိုးဒေါသထွက်လွယ်ခြင်းစိတ်ကြလွယ်ခြင်းအချိန်တိုင်းတူဝင်ငေးမော၍ပြဿနာအကြောင်းအရာကိုသာစိတ်တော့ကရောက်နေခြင်းစတဲ့အကြောင်းအရာတွေကတော့စိတ်ဖိစီးမှုရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်စိတ်ဖိစီးမှုရဲ့ပြုမှုတွေကိုသိရှိပြီးဆိုရင်စောစီးစွာကိုင်တွယ်ဖြည့်ရှင်းဖို့အရေးကြီးပါတယ်။ကို့မှာဒီလိုအပြုအမူတွေရှိနေပြီဆိုရင်စိတ်ကိုဖြည့်လျှော့ဖို့နည်းလမ်းကိုအမြန်ဆုံးလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။စိတ်ဖိစီးမှုတွေကိုသိရှိပြီးလက်ခံခြင်းကမိမိတို့ရဲ့အကောင်းဆုံးသောကုသခြင်းပဲဖြစ်ပါတယ်။ဒါမျိုးတွေမဖြစ်အောင်စိတ်ဖိစီးမှုတွေကိုရှော့ချနိုင်ဖို့အတွက်စိတ်ဖိစီးမှုရှော့ချနည်းလမ်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စိတ်ပူစည်းမှုတွေကိုရှော့ချဖို့နည်းလမ်းတွေကတော့ပထမအဆုံးတစ်ခုအနေနဲ့ time management လုပ်ဖို့အရေးကြီးပါတယ်။ time management လုပ်တော့မှမိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေကစိတ်ပူစည်းမှုမဖြစ်စေမှာပဲဖြစ်ပါတယ်။စိတ်ဖိစီးနေရင်တယောက်တည်းမနေပါနဲ့။ယုံကြည်ရတဲ့သူတွေကိုရှင်ဖွင့်ပါစကားပြောပါတိုင်ပင်ဆွေးနွေးပါအကြံကောင်းတွေကိုရယူပါစိတ်ဖိစီးလာပြီဆိုရင်ခဏရက်ပြီးတော့အသက်ရှူလေးစင်ငန်းကိုမှန်မှန်လေးပြုလုပ်ပေးပါမိမိဝါသနာပါရာတစ်ခုအတွက်အချိန်ပေးပါဥပမာတချင်းဆိုပါရုပ်ရှင်ကြည့်ပါမိမိတို့ရဲ့ဝါသနာပါရာတစ်ခုခုကိုလှုပ်ဆောင်ခြင်းအဖြစ်လဲစိတ်ဖိစီးမှုတွေကိုလျော့နေစေပါတယ်စိတ်နဲ့ကိုယ်ဟာဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်လက်လှုပ်ရှားမှုကစိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေပါတယ်အလုံးနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုခွဲခြားထားပါအေးအေးဝဝအိပ်ပါစတဲ့အချက်တွေကတော့စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီးတော့ရှော့ချနိုင်မယ်နည်းလမ်းတွေပဲဖြစ်ပါတယ်ရှင်စိတ်ဖိစီးမှုကသဘာဝဖြစ်ပါတယ်ဒါပေမဲ့နည်းလမ်းနဲ့မှန်ကန်တဲ့စိတ်ဖိစီးမှုတွေကိုစီမံနိုင်နေဆိုရင်ဘဝရဲ့ရှောင်လန်းရတဲ့နေ့ရက်တိုင်းမှာအေဂျင့်တရားပျော်ရွှင်ပြီးကျန်းမာခြင်းလုံဆောင်ရသောလုံဆောင်ချက်တိုင်းမှာကောင်းမွန်သောရလဒ်တွေကိုရရှိမှာပဲဖြစ်ပါတယ်ကိုယ်ပိုင်စွမ်းဆောင်မှုကိုယ်ရည်ကိုယ်သွေးတိုးတက်လာခြင်းစတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိလာပါလိမ့်မယ်အပေါ်ကပြောခဲ့တဲ့နည်းလမ်းတွေကိုတစ်ခုခုကိုအခုကစပြီးတော့စမ်းသပ်လှုပ်ဆောင်ကြည့်ပါဒါဆိုရင်တော့အကောင်းဆုံးစိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်မှာပဲဖြစ်ပါတယ်စိတ်ကို view site တက်တာကမိမိတို့ရဲ့ကျန်းမာရေးကို view site တာနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအနိုင်ယူပြီးကြော်ဖြတ်လိုက်ကြရအောင်နော်ဟုတ်ကဲ့ပါနောက်နေ့မှာလည်းအခုလိုမျိုးအကျိုးရှိစေမယ့် knowledge sharing တွေကို KMX ကနေပြီးတော့တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ရှင်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်